မင်္ဂလာပါဒီနေ့မှာတော့သခင်ယေရှုခရစ်တော်ကိုညှင်းပယ်ခဲ့သောသူများဆိုတဲ့အကြောင်းအရာအဖြစ်သူတကွမျှဝေလိုပါတယ်အခြေပြုချက်အဖြစ်ရှမသက်ခရစ်ဝင်ခန်းစီနှစ်ကိုရွေးချယ်ထားပါတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းเนาะသခင်ယေရှုခရစ်တော်ကဘုရားသခင်တတ်မှတ်ထားတဲ့အချိန်မှာယောသတ်နဲ့မာရိအဖြစ်ဒီလောကမှာလူစားတိခံယူပြီးတော့မှမွေးဖွားလာပါတယ်အဲ့တော့အဲ့လိုမွေးဖွားပြီးတော့ဒီမွေးဖွားတဲ့အရာကိုကျေကလမ်းပြတဲ့အတိုင်းเนาะအရှိပြည်ကနေပြီးတော့မှဒီနေ့ပညာရှိသုံးပါးကယေရုရှလင်မြို့ကိုရောက်လာကြပါတယ်အဲ့တော့ဒီကျေလမ်းပြခြင်းအပြင်ယေရုရှလင်မြို့ကိုရောက်လာပြီးတော့မှသူတို့ကလူအတွေးလူခေါ်နေပဲနော်စဉ်းစားဆုံးဖြတ်ကြပါတယ်အဲ့တော့ယူဒပြည်မှာရှင်ဘုရင်အသစ်ကိုဖွားမြင်ပြီးဒါဆိုရှင်ဘုရင်အသစ်ဆိုရင်ဘယ်မှာရှိမလဲနန်းတော်မှာပဲရှိမှာပေါ့ဆိုပြီးတော့မှသူတို့ကဒီနေ့ယူဒပြည်ရဲ့နန်းတော်ကိုသူတို့သွားပြီးတော့မှမေးခဲ့ကြပါတယ်အဲ့ဒီအချိန်မှာယူဒပြည်ကိုဟေရုမင်းကအုပ်ချုပ်နေတဲ့အတွက်ကြောင့်မလို့ဟေရုနန်းတော်ကိုသွားပြီးတော့မှမေးခဲ့ကြပါတယ်ယခုမွေးလာတဲ့နော်ယူဒရှင်ဘုရင်ကဘယ်မှာပါလဲသူ့ရဲ့ခြေဟာကျွန်တော်တို့ကိုလမ်းပြတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟာဖူးတွေ့ဖို့ရောက်လာကြပြီလို့သူတို့ပြောပါတယ်နော်အဲ့တော့အဲ့လိုပြောတဲ့အခါမှာနော်ရှမသက်ခရစ်ဝင်ခန်းကြီးနှစ်အခန်းငယ်3မှာကျမ်းစာကဘလို့ဖော်ပြထားလဲဆိုရင်ထိုစကားကိုကြားလင်တဲ့ဟေရုမင်းကြီးသည်ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွစိတ်ပူပန်ခြင်းတို့ရောက်သဖြင့်တဲ့အဲ့တော့ဟေရုစိတ်ပူတာကတော့ထားလိုက်ပါတော့နော်ဟေရုကဒီယူဒပြည်မှာအုပ်ချုပ်ခွင့်ရဖို့ရန်အတွက်ဘုရင်ခံအဖြစ်ရဖို့ရန်အတွက်များစွာသောလက်ဆောင်ပနာတွေနဲ့နော်ရောမဘုရင်စီဇာရှိမှာသူကနော်ယဉ်နီးထားရတဲ့အတွက်ကြောင့်မလို့နော်ဒီနေ့အဖြစ်ပြောမယ်ဆိုရင်ခေတ်စကားနဲ့ပြောမယ်ဆိုရင်လက်ထိုးထားရတဲ့အတွက်ကြောင့်မလို့သူကဒီပတ်စံနဲ့ဝယ်ထားတဲ့ယူဒပြည်မှာရတဲ့ဘုရင်ခံဟေရုနေရာမှာသူကနော်လက်လွတ်ရမှာကြောက်လို့စိတ်ပူပန်နေဆိုရင်တော့ထားလိုက်တော့နော်ဒါသူ့အပိုင်းကဏ္ဍဖြစ်တယ်ဒါပေမဲ့ယေရုရှလင်မြို့သူမြို့သားတွေကဘာကြောင့်စိတ်ပူတယ်လဲနော်အဲ့တော့သူတို့ရဲ့အသက်တာကိုဆက်ပြီးမှကြည့်အောင်နော်အဲ့တော့ဟေရုမင်းကြီးနဲ့ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့ကစိတ်ပူပန်ခြင်းတို့ရောက်ပြီးတော့မှနော်ကျမ်းတက်ဆရာတွေနဲ့ရှစ်ပရောဟိတ်အကြီးတွေကိုခေါ်ပြီးတော့မှသူတို့ဟာစုဝေးပြီးတော့မှယူဒပြည်ရဲ့ကက်တင်ရှင်နော်ခရစ်တော်ဘုရင်ကဘယ်အရက်မှာမွေးမလဲလို့သူတို့မေးပါတယ်နော်အဲ့တော့ကျမ်းစာဆရာတို့ကလည်းတကယ်ရှီပရောဖက်တွေကပရောဖက်ပြုထားတဲ့အတိုင်းဘက်လင်မြို့မှာမွေးမယ်လို့နော်ပြန်ပြီးတော့မှရှောက်ထားခဲ့ကြပါတယ်နော်အဲ့တော့ဟေရုမင်းကြီးကလည်းယူဒပြည်ဘက်လင်မြို့မှာမွေးမယ်ဆိုပြီးတော့မှဒီနေ့မာကုပညာရှိတို့ကိုပြန်ပြီးပြောခဲ့ပါတယ်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့စကားလို့ပေါ့နော်ဒီဟေရုမင်းကြီးကတော့ယူဒလူမျိုးလည်းမဟုတ်ဘူးသူဒီဘုရင်ခံနေရာကိုရဖို့အတွက်လည်းများစွာသောလက်ဆောင်ပနာတွေကိုရောမဘုရင်စီဇာရှိမှာပေးပြီးမှရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီယူဒပြည်ရဲ့ဘုရင်ခံနေရာပျောက်မှာစိုးလို့စိတ်ပူပန်နေဆိုတာနားလည်လို့ရပေမဲ့ယေရုရှလင်မြို့သူမြို့သားတွေကဘာဖြစ်လို့စိတ်ပူလဲဆိုရင်ဒီလောကအရာကိုသူတို့ကစိတ်ဝင်စားလို့ဖြစ်တယ်အဲ့တော့တမန်ကျမ်းစာကိုဆက်ပြီးတော့မှကြည့်မယ်ဆိုရင်သခင်ယေရှုခရစ်တော်ကနော်ဗိမာန်တော်ကိုဝင်ပြီးတော့မှရိုးငှက်ရောင်းတော်သူနော်သိုးစိတ်တွေရောင်းတော်သူတွေကိုနော်မောင်းထုတ်ပြီးတော့မှငွေလဲတဲ့ဗိမာန်တော်မှာငွေကြီးလဲတဲ့ခုံတွေကိုတွန်းထုတ်တာဘာကြောင့်လဲဆိုရင်ဒီနေ့ဘုရားသခင်ရဲ့နာမတော်အိမ်တော်ကိုအမိပြုပြီးတော့မှနော်ဆုတောင်းရအိမ်ဖြစ်ရမယ်အစားစီးပွားရှာရာအတ္တမအမှုပြုတဲ့နေရာညဉ့်ညူးတဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်သခင်ယေရှုခရစ်တော်ကနော်ဒီနေ့တွန်းလဲမောင်းထုတ်ခဲ့တာဖြစ်တယ်အဲ့တော့ယေရုရှလင်မြို့သူမြို့သားတွေကလည်းဘာဖြစ်လို့နော်ခရစ်တော်ဘုရင်ဖွားမြင်တာကိုစိတ်ပူပန်ခြင်းရှိတာလဲဆိုရင်သူတို့ကဟေရုမင်းကြီးနဲ့နော်အခွင့်အရာတွေပေါင်းပြီးတော့မှလိုင်စင်တွေယူပြီးတော့မှသူတို့စီးပွားရေးလုပ်ငန်းတွေကိုယင်းနှိမ့်မြုပ်နှံထားလို့ဖြစ်တယ်အဲ့တော့သူတို့ကတကယ်လို့နော်တမန်တော်ပြောင်းလို့ရှိရင် policy ပြောင်းတယ်ဘုရင်ပြောင်းလို့ရှိရင်လည်းနော်အခြေအနေတွေကပြောင်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ယေရုရှလင်မြို့သူမြို့သားတွေကဟေရုနဲ့ကြံစီပြီးတော့မှလှုပ်ဆောင်ထားတဲ့အခွင့်အရာတွေကတကယ်လို့ကျမ်းစာတွေကပြောတဲ့အတိုင်းခရစ်တော်ဘုရင်ကတက်လာမယ်ဆိုရင်သူတို့အခွင့်အရေးတွေပြတ်သွားမှာစိုးတဲ့အတွက်ကြောင့်မလို့ခရစ်တော်ကိုမမျှော်ဘဲနဲ့ဒီလောကအရာကိုပို့ပြီးကြိုက်တဲ့အတွက်ကြောင့်မလို့သူတို့ကစိတ်ပူပန်နေဆိုတာကိုကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ယနေ့ခရစ်ယာန်တွေလေနော်သခင်ယေရှုခရစ်တော်ကြွလာတော့မယ်လို့ကျမ်းစာအဖြစ်သိရတယ်နော်တရားဟောဆရာတွေအဖြစ်ကြားနေရပါတယ်
အမှန်တကယ်ကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာခရစ်တော်ကြွလာမယ့်အရာတဖန်ပြန်ကြွလာခြင်းကိုမျှော်လင့်နေတဲ့သူရှိပါသလား။နော်ပြင်ဆင်နေသောစိတ်နှလုံးသားရှိပါသလား။ထို့သူမှမဟုတ်ဘဲနဲ့ဒီလောကရဲ့ပျော်ရွှင်မှုဒီလောကရဲ့ရုပ်ဝတ္ထုပစ္စည်းဒီလောကရဲ့တာယာမှုတွေကိုပဲကျင့်နှံ့ပြီးတော့မှနော်ခရစ်တော်ကိုမမျှော်လင့်ဘဲနဲ့စိုးရိမ်စိတ်တွေဖြစ်နေတယ်ဆိုရင်ဒါကနော်သခင်ယေရှုအချိန်မှာဟေရုနဲ့အပေါင်းပါဖြစ်နေတဲ့ယေရုရှလင်မြို့သူမြို့သားကဲ့သို့ပဲကျွန်တော်တို့ရဲ့အသက်တာဖြစ်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာတကယ်နှုတ်ကပတ်တော်ကိုသိပြီးတော့မှဒုတိယတဖန်ပြန်ကြွလာမယ့်သခင်ယေရှုခရစ်တော်ကိုမျော်လင့်နေဖို့မျော်လင့်နေုံနဲ့မပြီးဘဲနဲ့အသက်တာကိုလည်းကောင်းမွန်စွာပြင်ဆင်ထားဖို့လိုတယ်ဆိုတာကိုလည်းဒီနေရာမှာနှိုးဆော်လိုပါတယ်။အဲ့တော့မာကုပညာရှိ၃ပါးရဲ့အသက်တာကိုဆက်ပြီးကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်သူတို့ကတော့ကျေပေါ်ထွန်းတဲ့အချိန်ကိုသူတို့သိရတဲ့အခါမှာအဲ့ဒီကျေလမ်းပြတဲ့အတိုင်းသူတို့ဟာသွားတဲ့အခါမှာဘာကိုတွေ့လဲဆိုရင်နော်ဒီနေ့မေတော်မာကြီးနဲ့သူငယ်တော်ယေရှုကိုတွေ့ရတယ်နော်နွားစကွက်ထဲမှာမွေးဖွားထားတာကိုတွေ့ရတယ်။အဲကြောင့်သူတို့ကဒီသူငယ်တော်ယေရှုနော်ကျေလမ်းပြခြင်းအဖြစ်ရောက်လာတဲ့ဒီယူဒပြည်ရဲ့ရှင်ဘုရင်ကိုသူတို့တွေ့တဲ့အခါမှာဘာလုပ်တယ်လဲနော်ပြက်ဝတ်ကိုးကွယ်တယ်နံပါတ်1ကတော့ဘာလုပ်လဲဆိုရင်ပြက်ဝတ်ကိုးကွယ်တယ်နံပါတ်2ကတော့ဘာလဲဆိုရင်မိမိတို့ရဲ့ဥစ္စာဘဏ္ဍာတို့ကိုဖွင့်ပြီးမှလောဘန်နဲ့မုရန်ကိုပူဇော်တယ်နောက်နံပါတ်3ကတော့ဘာလဲဆိုရင်ရွှေကို၎င်းစက္ကပ်ပူဇော်တယ်လို့ကျမ်းစာကဖော်ပြပါတယ်အဲ့တော့ဒီ3ခုပူဇော်ရခြင်းအကြောင်းရင်းကလည်းအတိတ်ပဲရှိပါတယ်အဲ့တော့နံပါတ်1ကဘာလဲဆိုရင်ပြက်ဝတ်ကိုးကွယ်တယ်ဒီနွားစကွက်လေးထဲမှာအနီးလေးနဲ့ပိတ်ထားတဲ့ကလေးမွေးခါစာပေါက်စနလေးကိုဘသူကမြန်ကိုးကွယ်မှာလဲချက်လည်းမကြွေသေးနော်အမြင့်အကြီးနှံ့တောင်မှမကင်းသေးတဲ့ဒီကလေးကိုဘသူကမြန်ပြက်ဝတ်ပြီးတော့မှကိုးကွယ်မလဲသို့တော်ညာလဲမာကုပညာရှိကယခုမွေးဖွားလာတဲ့နော်ခရစ်တော်ဖြစ်မဲ့ယေရှုဟာဖျားဖြစ်တယ်ဆိုတာသိတဲ့အတွက်ကြောင့်မလို့သူတို့ကဘာဖြစ်လဲတွေ့တဲ့အခါမှာပြက်ဝတ်ကိုးကွယ်ခဲ့တာဖြစ်ပါတယ်နံပါတ်2ကဘာဖြစ်လို့မိမိတို့ဥစ္စာဘဏ္ဍာကိုဖွင့်ပြီးမှလောဘန်နဲ့မုရန်ကိုပူဇော်တယ်လေနော်အဲ့တော့လောဘန်နဲ့မုရန်ဆိုတာဘုရားသခင်ကနော်ဓမ္မဟောင်းကျမ်းကိုပြန်ကြည့်မယ်ဆိုရင်နော်ဒီနေ့ရွှေရည်ပလင်မှာနော်ဒီလောဘန်နဲ့မုရန်ကိုကျွန်တော်ပေါင်းဆက်ဖော်ဆက်ပြီးတော့မှနော်ဒီနေ့နတ်သားပေါင်းထုတ်ပြီးတော့မှနော်နတ်သားပေါင်းထုလုပ်ပြီးတော့မှရွှေရည်ပလင်မှာနတ်သားပေါင်းမိရှို့ပြီးတော့မှဝှေ့ကြိုင်သောအနံ့ကိုထာဝရဘုရားကိုပူဇော်တယ်အဲ့တော့ဒီလောဘန်နဲ့မုရန်ကိုပူဇော်တယ်ဆိုတဲ့နတ်သားမျိုးကိုပူဇော်တယ်ဆိုတာကဘာလဲဆိုရင်ဒါဟာထာဝရဘုရားအမှတ်နဲ့ထာဝရဘုရားကိုသာပူဇော်ရတယ်နော်အဲ့တော့ဒီနေ့ယေဘရဟိတ်ကိုသာယေဘရဟိတ်အားဖြင့်ပဲပူဇော်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုကြည်ချင်းအားဖြင့်သခင်ယေရှုခရစ်တော်ဟာလောကလူသားတွေရဲ့အပြစ်ကိုဖြည့်ပေးမဲ့နော်ဒီနေ့ယေဘရဟိတ်လည်းဖြစ်တယ်လို့ထာဝရရစ်ကောင်လည်းဖြစ်တယ်ဆိုတာကိုကြွတင်ဖော်ပြတဲ့အနေနဲ့နော်လောဘန်နဲ့မုရန်ဆိုတဲ့နတ်သားမျိုးကိုသခင်ယေရှုစီကိုသူငယ်တော်ဖြစ်နေတဲ့သခင်ယေရှုစီကိုစက္ကပ်ပူဇော်တာဖြစ်တယ်။နောက်ဆုံးနံပါတ်3ကတော့ဘာလဲဆိုရင်ရွှေကို၎င်းပူဇော်ကြတယ်တဲ့နော်။အဲ့တော့ရွှေကိုဆက်တာတယ်ဆိုတာကနော်ကျွန်တော်တို့ဘာလဲဆိုရင်ဘယင်ကိုမှရွှေဆက်တာရတာဖြစ်ပါတယ်နော်။လူအချင်းချင်းဆိုလို့ရှိရင်ကျွန်တော်ဗာပေးလဲဆိုရင်အဝတ်အစားလက်ဆောင်ပေးတယ်စားစရာလက်ဆောင်ပေးတယ်။ဒါပေမဲ့ရှင်ဘယင်စီကိုဝင်ရောက်မယ်ဆိုရင်ဆက်တာတဲ့အရာကအဝတ်အစားလောက်နဲ့ဆက်တာလို့မရဘူးเนาะဒီနေ့ဒီနေ့စားစရာနဲ့ဆက်တာလို့မရဘူးရှင်မင်းစီကိုဝင်မယ်ဆိုရင်ရွှေငွေရတနာကြောက်မြတ်တွေနဲ့ပဲဆက်တာပြီးမှဝင်ရောက်ဖူးမြော်ရတာဖြစ်ပါတယ်ဒါကြောင့်ဒီသူငယ်တော်ယေရှုကိုရွှေစက္ကတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာကိုဖော်ပြနေရလဲဆိုရင်သခင်ယေရှုဟာဘုရင်ဖြစ်တယ်ဆိုတာကိုဖော်ပြနေခြင်းဖြစ်ပါတယ်နော်အဲ့တော့သူငယ်တော်ယေရှုဟာဘုရင်တကာတို့ရဲ့ဘုရင်တရားစီရင်မဲ့အရှင်ကောင်းကင်နိုင်ငံမှာအုပ်ချုပ်မဲ့ဘုရင်ဖြစ်တယ်ဆိုတာကိုနော်ဒီဖော်ပြနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာမှာရောသခင်ယေရှုခရစ်တော်စီကိုဘာတွေပူဇော်ပြီးပြီလဲသခင်ယေရှုခရစ်တော်ကိုယုံကြည်ပါတယ်လို့ပြောပေမဲ့သခင်ယေရှုစီကပဲရဖို့ပဲမျှော်လင့်နေတယ်ဆိုရင်ကျွန်တော်တို့နောင်တရဖို့လိုတယ်ကျွန်တော်တို့ရဲ့အသက်တာအပြင်သခင်ယေရှုအတွက်ဘာများအစီခံပြီးပြီလဲဘာတွေပေးဆက်ပြီးပြီလဲဘာတွေများကျွန်တော်တို့ကသခင်ယေရှုအတွက်ကိုပူဇော်ပြီးလဲဆိုတာပြန်လည်ပြီးတော့မှမိမိတို့ရဲ့တက်တာစစ်ဆေးပြီးတော့မှဒီနှစ်ခရစ်စမတ်မှာအကောင်းဆုံးပေးဆက်တဲ့သူဖြစ်ဖို့လိုပါတယ်။ရယူသောသူမဟုတ်ဘဲနဲ့ပေးဆက်တဲ့သူပေးတဲ့သူဖြစ်ဖို့အရေးကြီးပါတယ်။ဒါကြောင့်ဒီနေ့ဘုရင်လည်းဖြစ်တယ်ပရောဖက်ရှစ်ပရောဟိတ်လည်းဖြစ်တယ်။နော်ဒီနေ့ဒီလိုအကောင်းဆုံး